ရဲမပေးတဲ့တကြားလုံးဒီဆက်လန်ကတော့ဆွဲဆောင်မှုရှိတဲ့အမျိုးသမီးတယောက်ရဲ့ပုံကိုမြင်လိုက်ရပြီးအဲ့ဒီအမျိုးသမီးလိုအတုကိုဝတ်စားဆင်ချင်ခဲ့တဲ့မေသူဆိုတဲ့မိန်းကလေးတယောက်ရဲ့ဖြစ်ရမှန်ဆက်လန်းလေးပဲဖြစ်ပါတယ်။ဒါပေမဲ့မေသူကတော့နောက်ဆုံးမှဝမ်းနည်းစရာတွေနဲ့ပဲအဆုံးသတ်သွားခဲ့ရပါတယ်။ပျော်ရွှင်ချင်တဲ့ဆိုရင်တော့မမရဲ့ဖြိုးဖြင်းတင်ဆက်မှုကိုအတူတူကြည့်ရှုအားပေးကြပါနော်။ပျော်ရွှင်မှုဆိုတာကအားလုံးရဲ့နှလုံးသားပါ။ဘသူမဆိုအထဲမှာဝင်ရောက်လေ့လာပြီးတော့အားပေးနိုင်ပါတယ်။အားလုံးပဲအတူတူဆောင်ကြမယ်နော်။ဟေးဆိုရှယ်မီဒီယာပေါ်ကဒီအမျိုးသမီးကိုကြည်စမ်းပါအောင်။ तू ကအရှမ်းလှတာပဲနော်။မင်းတို့ရောသူ့ကိုသိကြလား။သူ့ရဲ့စပင်လေးကလည်းလှတယ်။ဝတ်စားစင်ပုံကအစားပြောစရာကိုမလို။ငါတော့လေသူ့ရဲ့ပုံစံအရင်သဘောကျနေပြီ။သူ့လိုလဲဝတ်စားချင်တယ်။သူ့ရဲ့ fashion ကိုကြိုက်တယ်။အော်တငယ်ချင်းနင်ကဆိုရှယ်မီဒီယာပေါ်ဟာတွေစိတ်ဝင်စားနေရလား။ online ပေါ်မှာအားလုံးအလိညာတွေကြီးပဲ။သူ့ရဲ့ပါဆက်ကိုကြည့်စမ်း။အရင်ကြီးတယ်သတိထားမိရဲ့လား။ तू ကအဲ့ဒီပါဆက်ကြီးနဲ့မင်းကိုစားပြစ်လိုက်မယ်နော်။ဘာလို့ဆိုလိုတာလဲ။ဒါသူ့ရဲ့ထူးခြားချက်ပါ။ तू ကငါ့လိုပဲမျက်လုံးလှတယ်။တယောက်နဲ့တယောက်အမြင်ချင်းမတူပါဘူးဟဲ့။ तू အရန်လှတာသိချတယ်။လာပါငါတို့အိမ်ကိုပြန်ရအောင်။ခဏနေတော့သူတို့တငယ်ချင်း၃ယောက်လမ်းခွဲလိုက်ကြပြီးကိုယ့်အိမ်ကိုပြန်လာခဲ့ကြတယ်။မေသူကတယောက်တည်းရှောက်လာလိုက်ရင်ခဏနေတော့ခက်လန်းလန်းမှာတာမန်သူတွေထက်အရက်ပုံမြင့်တဲ့မိန်းကလေးတယောက်ကိုတွေ့လိုက်ရပါတယ်။မေသူကအဲ့ဒီမိန်းကလေးစီကိုရှောက်သွားတော့သူမကိုခုလိုပြောလိုက်ပါတယ်။ဟေးမင်းတို့တခုလောက်မေးလို့ရမလား။အိုးဟိုမင်းကဘာတူလဲ။ဟမ်မင်းကဆိုရှယ်မီဒီယာပေါ်မိန်းကလေးမလား။ဒီမှာကြည့်ပါ။ဟုတ်တယ်မင်းကငါရဲ့ပရိသတ်ပဲ။အခုလိုကြားလိုက်ရတော့မေသူလဲသူ့ရဲ့ idol ဆိုတာကိုသိလိုက်ရပြီးစိတ်တွေအရန်လှုပ်ရှားသွားပြီးပျော်သွားတာပေါ့ဒီလိုနဲ့မေသူဟာ online ပေါ်ကမိန်းကလေးနဲ့အတူတူအချိန်တော်တော်ကြာတဲ့အထိစကားတွေပြောဖြစ်ခဲ့ပါတယ်မင်းအခုလိုကိုယ့် idol နဲ့ဆုံရတော့ဘလို့ခံစားရလဲမေသူလည်းအခုလိုချုံမောတဲ့တငယ်ချင်းတယောက်ရတော့အရန်ကိုဂုဏ်ယူမိကြောင်းမနှက်ပြန်ကြရင်သူ့တငယ်ချင်းတွေနဲ့အတူတူလာတွေ့လို့ရမလားလို့မေးလိုက်တော့အဲ့ဒီမိန်းကလေးကသူမကိုကြည့်လိုက်ပြီးအဆင်ပြေတွေ့လို့ရပါတယ်လို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲမေသူစီကိုအမေဖြစ်သူကဖုန်းဆက်လာပါတယ်။အမေဖုန်းခေါ်နေပြီ။ဒီနေ့လည်းအရန်ပင်ပန်းနေတော့ပြန်လိုက်ပါအောင်မယ်။ဒါနဲ့မင်းရဲ့အိမ်ကဘယ်နားမှာလဲ။ဒီကနေတော့တိတ်ပြီးတော့မဝေးတော့ပါဘူး။ဈေးနားလေးမှာပါ။မေသူကအခုလိုပြန်ပြောလိုက်တော့အဲ့ဒီမိန်းကလေးကအမတ်တရအနေနဲ့ပဲတိန်နာမင်းစားချင်လဲစားပါဆိုပြီးတကြားလုံးတစ်လုံးပေးလိုက်ပါတယ်။ပြီးတော့သူကိုယ်တိုင်လည်းစားလိုက်ပါတယ်။အဲ့ဒီအချိန်မှာတော့မေသူကအရန်ကြီးတဲ့ပစက်ကိုမြင်လိုက်ရပါတယ်။မေသူလည်းအဲ့ဒီမိန်းကလေးပေးထားတဲ့တကြားလုံးလေးကိုစားလိုက်ရင်အံ့အားသင့်သွားပါတယ်။ခဏနေတော့အဲ့ဒီမိန်းကလေးကမေသူကိုနှုတ်ဆက်ပြီးတနေအောင်ထွက်သွားကအမောင်ထဲမှာပျောက်ကွယ်သွားပါတယ်။မေသူလည်းအိမ်ကိုပြန်လာတော့တက်လေကားထဲမှာသူ့ရဲ့ပါဆက်ကိုကင်ပြီးဆွဲဆန်းကြည့်လိုက်တော့အရှင်ကားထက်ပိုကြီးနေတာကိုတွေ့လိုက်ရပါတယ်။နောက်နေ့မှာတော့မေသူတို့တငယ်ချင်း၃ယောက်ဆိုင်တစ်ဆိုင်မှာစုံကြပါတယ်။သူတို့တငယ်ချင်း၃ယောက်ကကျောင်းကနေပြန်လာတာနဲ့ကော်ဖီဝင်တောက်နေကြတာဖြစ်ပါတယ်။မင်းပြောသလိုသားဆိုရင် तू ကတာမန်လူတယောက်မဖြစ်နိုင်ဘူးတစေတကောင်ဒါမှမဟုတ်နှက်ဆိုးတကောင်ဖြစ်လိမ့်မယ်မေသူကတော့တငယ်ချင်းတွေပြောတာကိုဂရုမစိုက်ပါဘူးသူအပြင်မှာတွေ့ခဲ့ရကြောင်းတကယ်လဲလှပတဲ့သူဖြစ်ကြောင်းသူတငယ်ချင်းတွေကိုပြောပြတာပေါ့မေသူပြောတာကိုတော့တငယ်ချင်းတွေကတိတ်ပြီးတော့မယုံကြည်ကြပါဘူး तू ကအရန်အရက်မြင့်တယ်မတ်စတက်ထားပြီးအုတ်ထုတ်ပါစောင်းထားတာမျက်လုံးတွေကလည်းလှစပင်တွေကလည်းအရန်လှတယ်သူအပြင်မှာတကယ်ရှိရင်တော့တစေပဲဖြစ်မှာသူတို့တငယ်ချင်း၃ယောက်ကကော်ဖီဆိုင်မှာစကားပြောဆိုကြရင်ခဏနေတော့ဓာတ်ပုံတူတူရိုက်ကြပါတယ်ခဏနေတော့ဝင်းလဲနဲ့နေချီတို့ကသူတို့ရိုက်ထားတဲ့ဓာတ်ပုံတွေကိုပြန်ကြည့်လိုက်ကြတာအရန်ကိုထိတ်လန့်သွားကြတယ်အကြောင်းကတော့မေသူရဲ့ပါဆက်ကြီးကအရန်ကိုကြီးနေပြီးကြောက်စရာကောင်းနေလို့ပဲဖြစ်ပါတယ်သူတို့တငယ်ချင်း၂ယောက်လည်းပါဆက်ကြီးဟပြီးတစေတကောင်လိုဖြစ်နေတဲ့မေသူကြီးကအရန်ကိုကြောက်လန့်သွားကြပါတယ်သမီးစားလေဘာလို့မစားတာလဲဒါနဲ့သမီးတငယ်ချင်းတွေဘာဖြစ်ကြလဲအိမ်ကိုတော့မလာကြတော့ပါလားသမီးတို့ချင်းချင်းရံပြစ်ထားကြလားသမီးတယောက်နဲ့တယောက်ကောင်းကောင်းမွန်မွန်ပေါင်းသင်းဆက်ဆံမယ်နော်အော်အမေကလည်းသမီးတငယ်ချင်းတွေနဲ့ဘာမှမဖြစ်ပါဘူးသမီးသူတို့နဲ့ကော်ဖီဆိုင်မှာဓာတ်ပုံတူတူရိုက်တော့လေသမီးကပါဆက်အကျယ်ဟာလိုက်မိတာအဲ့ဒါသူတို့ကကြောက်သွားတာပါဘလို့သူတို့ကသမီးကိုတကယ်ကြောက်နေကြလားအမေပါဆက်ကအရန်ကြီးသွားရင်လှလားမလှဘူးလားသမီးရဲ့ပါဆက်ကမကြီးပါကွယ်ပုံမှန်ပါပဲသမီးလေးရဲ့နှကန်းလေးကလှတယ်သမီးကိုတငယ်ချင်းတွေကဘာလို့ကြောက်နေရလဲဆိုတာအမေလည်းမသိတော့ပါဘူးကွယ်ဟုတ်ရဲ့လားအမေရဲ့အမေတကယ်ပြောတာလားညရောက်တော့မေသူကတန့်စင်ခန်းနဲ့ဝင်လာပြီး
တကြားလုံးလေးကိုလက်ထဲမှာကင်ကစဉ်းစားနေပါတယ်သူ့တငယ်ချင်းတွေကတော့သူတွေ့ခဲ့တဲ့မိန်းကလေးကတစေမဟုတ်ရင်နတ်ဆိုးပဲဖြစ်ရမယ်ဆိုပြီးပြောနေကြတယ်မေသူလည်းသူ့ဖုန်းကိုထုတ်ကအဲ့ဒီမိန်းကလေးရဲ့ပုံကိုသေချာပြန်ကြည့်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဖုန်းထဲမှာရှိနေတဲ့ချစ်စရာကောင်းတဲ့မိန်းကလေးဖြစ်ကနေအရန်ကိုကြောက်စရာကောင်းတဲ့တစေတကောင်ဖြစ်ရုပ်ကြီးဆိုသလိုပြောင်းလဲသွားပါတယ်မေသူလည်းအရန်ကိုကြောက်လန့်သွားပြီးသူ့ရဲ့လက်ထဲကနေဖုန်းကလည်းအောက်ကိုလွတ်ကျသွားပါတယ်အဲ့ဒီအချိန်မှာပဲမေသူတယောက်အပြင်ကနေတကားခောက်တန်ကြားလိုက်ရပြီးပို့ပြီးကြောက်လန့်သွားပါတယ်။အိုးအပြင်မှာဘသူရှိညာလဲအမေလား။မေသူကအထက်ကနေတကားဖွင့်ဖို့ကြိုးစားကြည့်ပေမဲ့တကားကလုံးဝဖွင့်လို့မရပါဘူး။ဟေးတကားကိုအမြန်ဖွင့်မေးစမ်း။မင်းတို့မနေ့တည်းကငါလာရှာနေရ။မတွေ့ရတော့မင်းရဲ့အိမ်ထီကိုရောက်လာတာလေ။ထွက်သွားမင်းရဲ့ပါဆက်ကအယောက်အယုတ်ဆိုးတယ်။သွားငါ့ကိုခုလိုမပြောပါနဲ့။ငါမှလှပတဲ့နှခမ်းနဲ့ချောမောတဲ့ရုပ်ရည်ရှိရဲ့မင်းလဲအခုမင်းလဲငါလိုချောမောတဲ့သူဖြစ်ဖို့ငါလိုပါဆက်ကြီးကြီးရှိရမယ်သူတို့နှစ်ယောက်ကအပြန်လည်ညင်းခုန်ကစကားပြောဆိုနေကြရင်ခဏကြာတော့ရုတ်တရက်တကားကပွင့်သွားပါတယ်မေသူကအပြင်ကိုကြည့်လိုက်တော့ဝင်းလဲနဲ့နေချီတို့ရှိနေကြတာတွေ့လိုက်ရပါတယ်မေသူလည်းသူတို့စီကိုမြင်မြန်သွားလိုက်တယ်ဟင်မင်းတို့ကဒီမှာရှိနေကြလားငါ့ကိုလာစောင့်နေရလားမင်းတို့ရောက်လာနေအတော်ပဲငါရဲ့ပါဆက်တကယ်ကြီးမကြီးကြည့်ပေးစမ်းပါအောင်အမလေးမေသူနင်ဘလို့ဖြစ်သွားရလဲသူ့တငယ်ချင်းတွေလည်းကြောက်လန့်တကြားထွက်ပြေးသွားကြတယ်မေသူလည်းတန့်စင်ခန်းနဲ့အမြောင်ဝင်လာပြီးမှန်ထဲကိုကြည့်လိုက်တဲ့ချိန်မှာသူ့ရဲ့ခန္ဓာကိုယ်ထဲကိုစောစောကတစိမိန်ကလေးကဝင်ပူးလိုက်ပြီးမေသူရဲ့ပါဆက်ကြီးကိုအဆုံးထိဆွဲဖြဲပစ်လိုက်ပါတော့တယ်အာဟုတ်ကဲ့ပါရှင်အခုပုံပြင်လေးကဘယ်တန်နာကြီးကနေလာလဲဆိုတာကိုပရိသတ်တွေသိကြလားသိတဲ့သူရှိရင်အဲ့ဒီတစိမရဲ့နာမည်နဲ့အဲ့ဒီတန်နာကြီးကဘယ်ကနေလာတာလဲဆိုတာကိုအောက်က comment မှာရေးခဲ့ပေးပါအောင်ရှင်